ကျမတို့မူကြပါစားခင်ဗျာဒီနေ့မှာတော့အိမ်မှာအားလုံးလွယ်လွယ်လှုပ်ရှားလို့ရအောင်ထောင်းစုံမလို့ပဲခေါ်ဖို့ထောင်းတဲ့နီလန်းလေးကိုမျှဝေပေးလိုက်ပါတယ်ဒီဟာဒီမှာဆိုရင်တော့ခေါ်ဖို့ကိုအလွယ်တကူဝယ်ရရှိနိုင်ပေမဲ့ကိုယ်တိုင်အိမ်မှာထောင်းပြီးစားရတဲ့ခေါ်ဖို့ပူပူနွေ့နွေ့လေးကဘာနဲ့မှမတူအောင်စားကောင်းပါတယ်ခေါ်ဖို့ထောင်းမှုအတွက်ကောင်းချင်းဖြူကိုအသုံးပြုနိုင်တယ်လို့ငချိတ်ကောင်းချင်းကိုလည်းအသုံးပြုလို့ရပါတယ်။ရေုံစုံကောင်းချင်းဆန်တွေကိုရေနဲ့ထက်ကဆေးပြီး3နာရီခန့်ရေချိုစိမ်းထားမှာဖြစ်ပါတယ်။ဝေယထာနေနဲ့ဝေခဲ့ရသူမတွေးများကနည်းနည်းလားကြာပါပြီခွေကောင်းချင်းမပေါင်းခင်မှာခေါ်ဖို့ထောင်းမှာအဓိကဖြစ်တဲ့နှမ်းထောင်းကိုပြင်ဆင်ပါမယ်။ဒါကတော့နှမ်းလုံးဖြစ်ပါတယ်။ခေါ်ဖို့ထောင်းတဲ့အခါမဖြစ်မနေပါဝင်ရမှာဖြစ်ပါတယ်။အမိုက်နဲ့တဲတွေပါတက်လို့ပြာတီးပြီးရေကျင်လာမှာဖြစ်ပါတယ်။တခေါင်လောက်ပြန်ရောက်ဖို့ရဲ့စေမြေသူရဲ့နဲ့အခုလိုရေကျင်လိုက်တဲ့အခါတဲတွေကအောက်မှာအနေထိုင်သွားမှာဖြစ်ပါတယ်။5မိနစ်ကနေ10မိနစ်ခန့်ရေခဏစစ်ထားပါမယ်။ဒီတော့နှမ်းလုံးတွေကိုအယောင်ပြောင်းပြီးမှုလာတဲ့အထိလှော်ပေးရမှာဖြစ်ပါတယ်။မီးပြင်းတာပဲဖြစ်ဖြစ်လှော်တာကြာသွားရင်ပဲဖြစ်ဖြစ်တူးတက်လို့သတိထားပါမယ်။တစ်ဖြတ်ဖြတ်နဲ့မြည်ပြီးအယောင်ပြောင်းလာပြီဆိုရင်တော့ပြန်လည်ဆယ်ယူထားပါမယ်။ကောင်းချင်းပေါင်းမှုအတွက်ရေနွေးကိုကြိုတည်ထားပါမယ်။ပေါင်းအောင်ခံမှုအတွက်ကိုတော့သပုတ်တီးအစင်းလေးရှိရတဲ့သပုတ်တီးတွေကိုအသုံးပြုထားပါတယ်။အိပ်ပါးစကိုလည်းအသုံးပြုလို့ရပါတယ်။ပြီးတော့ရေစိမ်ထားတဲ့ကောင်းချင်းတွေကိုရေစစ်ပြီးထည့်ပေးပါမယ်။အခုလိုပေါင်းချောင်မရှိဘူးဆိုရင်တော့ကိုနှစ်သက်တယ်လို့ချက်နေကြနီအတိုင်းပေါင်းလို့ရပါတယ်။လျှက်စစ်ပေါင်းအုံးနဲ့လည်းပေါင်းလို့ရပါတယ်။ကောင်းချင်းပေါင်းသားတို့မှာတော့ခဏကလော်ထားတဲ့နှမ်းတွေကိုထောင်းပေးရမှာဖြစ်ပါတယ်။စားနှဲငယ်ထည့်ထောင်းပေးရပါမယ်။ကျဲရီစုံမြူမုံနဲ့ကောင်းချင်းတွေကိုတော့25မိနစ်ခန့်ပေါင်းပြီးတဲ့အခါအပြော့အမာပေါ်မူတည်ပြီးရေနှဲငယ်တောက်ပေးရပါမယ်။ခေါ်ဖို့ထောင်းမှုအတွက်ပီနံရဲ့အတန့်တစ်လုံးလိုအပ်ပါတယ်။ကျွန်တော်ကပီနံရဲ့အတစ်ကိုရေလျှော်ထားတာဖြစ်ပါတယ်။ကောင်းချင်းအပြော့အမာစိတ်ကြိုက်အနေထားရပြီဆိုရင်တော့ခေါ်ဖို့ထောင်းမှုပြင်ဆင်ပါမယ်။တန့်စင်တဲ့ပီနံရဲ့ပေါ်မှာနှမ်းထောင်းထားတာဖြူပါမယ်။နှမ်းပေါ်ကနေမှကောင်းချင်းပေါင်းထားတာထည့်ပါမယ်။ပြီးရင်တော့အခုလိုလိပ်ပြီးလက်ရိုက်တုံးနဲ့ရိုက်ပေးရမှာဖြစ်ပါတယ်။လက်ရိုက်တုံးအစားဝါထင်းငရုတ်ကြပွေးစတာတွေကိုလည်းအသုံးပြုလို့ရပါတယ်။ပြီးရင်တော့နှမ်းဖြူလိုက်ဟိုဘက်ဒီဘက်လိမ့်လိုက်နဲ့မညက်မချင်းထောင်းပေးရမှာဖြစ်ပါတယ်။တခုသတိထားမှာကကောင်းချင်းတွေအငွေ့တိတ်ပြီးအေးမသွားခင်မြန်မြန်ထောင်းပေးရမှာဖြစ်ပါတယ်။ကောင်းချင်းကအငွေ့တိတ်ပြီးအပူချိန်ကျသွားမယ်ဆိုရင်တော့ညက်တော့မှာမဟုတ်ပါဘူး။အခုလိုအနေထားမှာပူပူလေးကအရန်ကိုစားလို့ကောင်းပါတယ်။အားလုံးစင်နေဖြစ်ပြီးဆိုရင်တော့ဘန်းတစ်ခုထဲမှာနှမ်းထောင်းဖြူပြီးခေါ်ဖို့ထက်ကဖြန့်ပေးရမှာဖြစ်ပါတယ်။နှမ်းထောင်းရဲ့ရွယ်ချက်ကကောင်းချင်းတွေမကတ်ဖို့ပဲဖြစ်ပါတယ်။ဒီနည်းလေးတိုင်းအားလုံးမှတ်မိသွားအောင်ငချိတ်ကောင်းချင်းကိုသုံးပြီးနောက်တစ်စုံထပ်ထောင်းပြပါမယ်။ကိုယ်တိုင်ထောင်းရတဲ့ခေါ်ဖို့ကပူပူလေးနဲ့အရန်ကိုစားလို့ကောင်းတယ်လို့ထောင်းရတဲ့အရာကလည်းတော်တော်လေးကိုပျော်ဖို့ကောင်းပါတယ်။လူများများနဲ့ဝိုင်းဖွဲ့ထောင်းမယ်ဆိုရင်ပိုပြီးပျော်ဖို့ကောင်းပါတယ်။ထောင်းနေရင်လည်းမှာကောင်းချင်းနဲ့မူမွေလေးနဲ့နှမ်းထောင်းတဲ့မူမွေလေးတို့ကတော်တော်လေးဆွဲဆောင်နေမှာဖြစ်ပါတယ်။ခေါ်ဖို့ရဲ့အရာတော်တည်စေချင်တာထက်ကိုယ်တိုင်ထောင်းရတဲ့အရာတော်ပိုပြီးတည်စေချင်မိပါတယ်။နှမ်းလုံးကလည်းရှာရတာမခက်ပဲပြီးနိုင်တဲ့လုံးရှိုံနဲ့တင်ခေါ်ဖို့ထောင်းနိုင်ပြီဖြစ်တာကြောင့်အားလုံးရဲ့လိုက်လို့စားကြည့်ဖို့အကြံပြုလိုက်ပါတယ်။ဆုံးဖြတ်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ရက်ဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျွန်တော်ကတော့စောအိုင်းစေးပါ။